မကြခင်မှာတင်းကြံခါသမီးကလည်းချက်ရောက်တော့မှာဆိုတော့တင်းကြံနဲ့ပတ်သက်တဲ့စကားလုံးလေးတွေလေ့လာကြည့်လိုက်ရအောင်နော်အဲ့တော့ချက်ရောက်တာကို take place Water festival usually take place in April ဒီကစားပွဲတော်က April လမှာချက်ရောက်တယ်တင်းကြံဂျိုနေ့ကိုတင်းကြံ Eve အမိုးပွင့်ကားကို open top car စာကြောင်းလေးလုပ်ကြည့်မယ်ဆိုရင် I plan to explore the city by open top car on တင်းကြံ Eveငါတကြံဂျိုနေ့မှာမိုးပွင့်ကားနဲ့ရှောက်လည်ဖို့စီစဉ်ထားတယ်။တကြံကြားနေ့ကိုတင်းကြံ commencement day တရားစခန်းကို meditation camp သီလခံယူတာကို observe precept စာကြောင်းလေးလုပ်ကြည့်ရအောင် On တင်းကြံ commencement day I am going to the meditation camp and observe precept တင်းကြံကြားနေ့မှာတရားစခန်းသွားပြီးတော့သီလခံယူမယ်။တကြံကျက်နေ့ကိုတင်းကြံ midway day ရေပတ်ခံတဲ့လူတွေကို revelers စကြောင်းလေးလုပ်ကြည့်ရအောင် On တင်းကြံ midway day I plan to offer food to the revelers တင်းကြံချက်နေ့မှာရေကစားပျော်ရွှင်နေတဲ့လူတွေကိုအစားအစာလူမယ်လို့စီစဉ်ထားတယ်။တကြံနောက်ဆုံးနေ့ကိုတင်းကြံ final day မန်တက်ကို pavilion On တင်းကြံ final day I want to splash water and walk around the pavilionတကြံတက်နေ့မှာတော့ငါရေကစားပြီးတော့ရေမန်းနဲ့အလှက်ကိုရှောက်လဲခြင်းနဲ့That's all for now. See you next time.